ဒီရဲ့ပစ္စည်းလေးကတော့လောဘကြောင့်ရောလာတဲ့ပစ္စည်းလေးပါတီမူ app ကိုလုံးဝမယုံကြည်ပါနဲ့ဘာဖြစ်လဲဆိုတော့သူကအဲ့တီမူ app ထဲမှာဝင်တော့လို့ရှိရင်ဆို bonus ရတာ gift ရတာပတ်စံတွေ credit ရတာတော့အစုံပြပါတယ်ဟိုကနှိပ်ခိုင်းတရားနှိပ်ခိုင်းတဲ့ free gift တွေရမှာအဲ့ဆိုပတ်စံတွေရမှာဆိုပြီးမှပြပါတယ်ဒါပေမဲ့တကယ်တော့မရပါဘူးဒီရဲ့ပစ္စည်းမှာရတဲ့အကြောင်းကလည်းအဲ့လိုမျိုးပဲနေနဲ့ပစ္စည်း5ခု free ရမယ်ဆိုလို့မာလိုက်တဲ့ပစ္စည်းပါပစ္စည်း5ခုရွေးလဲရေးခိုင်းတယ်ရွေးပြီးမှပစ္စည်း2ခုဟိုကြတော့မာပြီးမှပတ်စံရောခိုင်းတယ်အဲ့ဆို free gift 5ခုနဲ့အတူလာမှာလို့ကိုကတော့ထင်တာပေါ့ဒါပေမဲ့ပို့လာတော့ဒီပစ္စည်းတစ်ခုပဲပို့လာတယ်ကိုမာထားတဲ့ဥစ္စာပဲပို့လာတယ်လုံးဝမယုံပါနဲ့တီမူမာထားတဲ့ပစ္စည်းတော့ကောင်းလားမကောင်းလားပြမယ်နော်ကိုကလည်းပစ္စည်းရချင်လို့မာတာမဟုတ် free gift ရချင်လို့မာတာဆိုတော့ဒါကကိုလိုအပ်တဲ့ပစ္စည်းဟိုလိုလည်းမဟုတ်ဒါမှမာထားတဲ့ပစ္စည်းတော့လာပါတယ်ကောင်းတယ်ဒါမဲ့လက်ဆောင်တွေဘာတွေတော့လုံးဝမမျှော်နဲ့ချေးတဲ့စုံငါကလက်ဆောင်ရမယ်လောပါနဲ့မှားလိုက်တာပေါ့နော်ပစ္စည်းရပါဝယ်လို့ဝယ်ရမှမသိဘူးနဲ့အဲ့ဒါနဲ့ဒါလေးတွေပဲယူလိုက်တယ်မယုံရအောင်နော်မယုံနဲ့နော်အဲ့မှာပစ္စည်းတွေအဲ့လိုမျိုးရှုံနေခိုင်းဒီမှာလေးပတ်စံဒီလောက်ရမယ်ဒီလောက် credit ရမယ်ဆိုမှပစ္စည်းတွေမှာခိုင်းနေမယုံပါနဲ့လို့ဒီလောက်ပဲပြောချင်ပါတယ်